Mountain Sound Audio Channel ကိုအစဉ်မြဲစောင့်မျှော်အားပေးနားဆင်နေကြတဲ့ဆရာတွေပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ။ Okay ပရိသတ်တွေအတွက်ဒီတစ်ခေါက်မှတင်ဆက်ပေးသွားမယ့်ဇာတ်လေးကတော့ဆရာမောင်တင်ဆန်းရေးသားထားတဲ့အောက်လန်းဘိုးထင်တဲ့ပညာလောဘလို့အမည်ရတဲ့ဇာတ်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားဆင်အားပေးကြပါအောင်ခင်ဗျာ။ဟာငါတို့တွေကိုလူသေးအလောင်းကြီးနဲ့တညာလုံးကိုပစ်ထားတာကွာ။တော်တော်ရက်ဆက်တဲ့ကောင်တွေ။ဟုတ်တယ်။ကျုပ်ဆိုလေခမများထင်လို့ဖက်ပြီးတော့အိတ်လိုက်သေးတာနောက်မှအေးဆက်ဆက်ကြီးဖြစ်နေပါလေဆိုပြီးတော့ထားကြည့်တာအဲ့တော့မှအလောင်းကြီးမှန်သိတာဗျဒင်းတို့ကြတော့တဲတဲမှာနှက်နေကြတာလေကျုပ်နဲ့ကိုပေါတူကကြတော့လူတဲ့အလောင်းကြီးကြားထဲမှာထည့်ပြီးတော့တိတ်ထားတာငါလဲမင်းထင်လို့ဖက်လိုက်သေးတာပေါတူနဲ့ဂျိုးသိန်းတို့ဟာတယောကင်မိုးများနဲ့ဦးကောင်းကိုရှော်နေကြပြီးတော့သူတို့ကိုရေငင်ပုံးနဲ့ရေလောင်းပေးနေတဲ့မင်းတော်ကိုစိတ်တို့တဲ့အထဲမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းများကိုပြောပြနေခြင်းဖြစ်ပါတယ်အဲ့နောက်မင်းအောင်ဟာပေါတူရဲ့ဦးကောင်းကိုစိတ်ရှည်လက်ရှည်ရေးလောင်းပေးနေရင်ကနေအမေစကားဆိုလိုက်နေပါဦးငါမေးပါအောင်မင်းတို့ကအဲ့လူကြီးဆုံးတာမသိဘူးလားမသိတော့ပေါ့ကွာသိများသိလို့ရှင်ဟိုကောင်တွေလို့တဲတဲကိုဝင်အိမ်ပါပေါ့အဲ့ဒါဆိုစိတ်တို့အဲ့ဒီဘိုးတော်အလောင်းကိုဘယ်လိုလုပ်လဲမသိဘူးမနေ့ကတော့ကိုမြားကြီးကိုရွာလူကြီးညောင်ပင်စုကိုသွားခိုင်းတာပဲသွားခိုင်းပုံထောက်ရင်တော့သူတို့ပြန်လာမှမြေချမယ်ထင်တယ်အဲ့ဒါဆိုအခုစိတ်တို့တဲမှာဖဲဝိုင်းရှိတာပေါ့မင်းတို့စိတ်တို့တဲကိုသွားမှာလားသွားမှာပေါ့ဗျာစောစောသွားကြရအောင်သွားတာပေါ့သူတို့တွေရေချိုးရင်းနဲ့စကားပြောနေကြစဉ်အတန်ခက်ဆာဆာနဲ့သူ့ရဲ့နဘေးမှာမိန်းကလေးကမှပြုံးရွှင်ပြီးတော့စကားများပြောနေတဲ့လူရွယ်တယောက်မှာသူ့ရဲ့ဘေးကမိန်းကလေးနဲ့တူရှင်တွဲပြီးတော့ရွာလေးကိုဝင်သွားသည်ကိုမင်းအောင်ကနေလှမ်းကြည့်ပြီးတော့ပေါတူးနဲ့ဂျိုးသိန်းကိုစကားဆိုတယ်ဟာမိကျော်ကတော့မဟုတ်သေးဘူးကွာအခုလိုလူစိမ်းတယောက်နဲ့သွားနေတာတကယ်မဟုတ်သေးဒါဖိုးထွေးကောသိရလားမသိဘူးသိမဲ့ပုံမပေါ်ဘူးကိုမင်းအောင်ရအဲ့လိုဆိုရင်တော့ငါတို့ဖိုးထွေးကိုပြောမှဖြစ်တော့မယ်သစိမ်းကောင်နဲ့ခဏခဏတွဲသွားနေတာမဟုတ်သေးဘူးကွဒါနဲ့အဲ့ဒီကောင်ဘဲရလဲမသိပါဘူးဗျစဘာပွဲစားလို့တော့ပြောတာပဲမြိုင်ရနေလာတာနေမှာပေါ့အဲ့ဒီကောင်ဘယ်သူအိမ်မှာနေရလဲစိန်ဘောတော့အိမ်မှာနေတာစိန်ဘောဟုတ်လားဒီကောင်ကရွာမှာတိတ်ပြီးတော့နေလေမရှိပါဘူးသူပေါင်းလိုက်ရင်လဲလူရှုပ်လူပွေတွေပါဟုတ်တယ်သူကအစောအကောင်စီမှာတပည့်လုံနေရတယ်လေအဲ့ဒီကောင်ကမြို့မှာပွဲရုံပိုင်နေဆိုလားဗလားဗျာအေးကွာမိမတွေရဲ့စိတ်ကလေအခက်သားကလားဘလို့မှန်းကိုမသိဘူးပြီးတော့ဘလို့မှမှန်းလို့မရဘူးဟုတ်တယ်အခုကိစ္စဖိုးထွေးသေးလို့ရှင်ဘလို့ဖြစ်မလဲမသိပါဘူးဗျပေါတူဂျိုးသိန်းနဲ့မင်းအောင်တို့ဟာရွာပုံရေတွင်းမှာရေချိုးကြအကောင်းလျှော်ကြရင်သူတို့လှမ်းမြင်လိုက်ရတဲ့မြင်ကွင်းကိုကြည့်ပြီးမချင်မရဲပြောဆိုနေကြခြင်းလည်းဖြစ်ပါတယ်မိကျော်မှာစဘာပွဲစားဆိုသူနဲ့တွဲသွားတွဲလာလုပ်နေခြင်းကိုသူတို့ကြည့်မရဘူးဖိုးထွင်းနဲ့မိကျော်ကြိုက်နေကြသည်ကိုတရွာလုံးသိထားခြင်းမိကျော်မှာတခြားသောယောက်ျားတစ်ယောက်နဲ့အခုလိုတွဲသွားတွဲလာလုပ်ခြင်းဟာလုံးဝမသိလျော်ပဲလို့ထင်မြင်ပြီးတော့ပြည့်တင်စကားများဆိုနေကြခြင်းကိုချက်ကြီးတယောက်ရေလဲပစိုးကိုပခုံးပေါ်တင်ရေငင်ဘုံကိုလက်မှာဆွဲပြီးတော့ရေတွင်းစီကိုရှောက်လန်းလို့လာပါတယ်အဲ့နောက်ကိုချက်ကြီးဟာရေတွင်းရဲ့ဘေးမှာရေချိုးရင်းနဲ့စကားဆိုနေကြတယ်မင်းအောင်တို့အကဲခတ်ကြည့်လိုက်ပြီးတော့မင်းတို့ကောင်တွေပွားစီနဲ့ဘာလို့ပြောနေကြဘာရောက်မှလဲကိုချက်ကြီးဟာမိကြောပေါ့မြို့ကပွဲစားကောင်နဲ့တွဲသွားတွဲလာလုံနေလေဗျာကျုပ်တို့ဖိုးထွေးကြီးသာသိလို့ချင်းစိတ်မကောင်းဖြစ်မှာမိမတွေဆိုတာဒီလိုပါပဲကွာအဲ့ဒါဆိုကိုချက်ကြီးမိမလည်းအတူတူပဲပေါ့မတူပဲကောင်ငါတို့ကအသက်ကြီးမှရလာလေကွာတည်ငိမ့်တယ်အေးဗျာထားပါတော့ဒီကိစ္စဖိုးထွေးကိုပြောမလားလို့အေးကွာညမင်းတို့စိတ်တို့တဲကိုသွားမှာမလားအဲ့ကြပြောတာပေါ့ပြောတယ်ဆိုတဲ့နေရာမှာအလွန်ကြီးတွေတော့မပြောကြနဲ့နော်ကြားလားတော့ကြတို့ကတတိပေးတာနဲ့မတူပဲဂုံးတိုက်တာနဲ့တူနေအောင်မယ်စိတ်ချပါဗျာကျုပ်တို့စိတ်ထဲမှာလေမကောင်းတဲ့စိတ်မရှိပါဘူးငါတို့ချင်းကတော့သိတာပေါ့ကွာဒါပေမဲ့ကာယကံရှင်တွေရဲ့စိတ်ကဘလို့ရှိမှမသိဘူးလေအဲ့ဒါလည်းဟုတ်တာပဲတတိထားပြောအောင်ပါပေါ့ဗျာကိုချက်ကြီးမှာချင်းချင်းစဉ်းစား၍မင်းအောင်ပေါတူးနဲ့ဂျိုးသိန်းကိုအကြီးတယောက်ပြီးပြောဆိုဆုံးမနေပါသူထက်အသက်ငယ်တဲ့မင်းအောင်တို့၃ယောက်မှာဖိုးထွေးအတွက်များစွာမခံမရနိုင်ဖြစ်နေပြီးတော့မိကျော်ကအမြင်မကြည်ဖြစ်နေကြတယ်အဲ့တော့သူတို့ဟာစကားလေးပြောနေရေပုံးနဲ့ရေငင်လိုက်ကိုပေါ်ရေလောင်းချလိုက်နဲ့ဘုံရေတွင်းမှာရေချိုးနေကြပါလေတော့စိတ်တို့ရဲ့တဲမှာဖြစ်တယ်ဦးသိန်းဖေရဲ့အကြီးတန်းလာတဲ့ရုပ်အလောင်းကိုတဲရှိကိုပြစ်မှာချထားပြီးတော့ဒလေးထုံးတန်းများနဲ့ညီပြင်ဆင်ပေးထားတယ်ပေပင်ရွာကရွာလူကြီးနဲ့ရမီရဖများမှာစိတ်တို့ရဲ့တဲကလေးပေါ်မှာဝိုင်းဖွဲ့ပြီးတော့
တန်ဝေကရစရာစကားများကိုပြောဆိုနေကြဦးသိန်းဖေတယောက်ဖုတ်ကောင်ဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကိုဘိုးထင်တို့၃ယောက်အပြင်ဖိုးထွေးသားရစိတ်တော်နဲ့ဦးအောင်သာသိပါတယ်ရွာထဲမှာမလိုလားအပဲထိတ်လန့်မှုများမဖြစ်စေလို၍သူတို့ဟာဦးသိန်းဖေရဲ့ဖုတ်ကောင်ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုအခြားသူများကိုတစုံတစမှမဟချေအဲ့ဒီအတွက်ရွာလူကြီးနဲ့ရမီရဖများတွေကဦးအောင်ကလွဲပြီးတော့ကျန်တဲ့သူများမှာတာမန်တေဆုံးခြင်းလို့ထင်ပြီးတော့တန်ဝေကယူနေကြကိုစင်အောင်ကြီးခမရမိတ်ဆွေရတော့ခမရပေါ့အတော့တန်ရုံးစင်ကြီးလာပါလားဟုတ်တယ်ဗျာသူ့ပုံစံကိုကြည့်ရတာအစကလေးကကျုပ်သိပ်ပြီးအားမရပါဘူးဒါမဲ့ဒီလောက်မြန်ကြီးဆုံးပါမယ်လို့တော့မထင်လို့အမှန်ပဲဗျာဒါနဲ့ညောင်မင်းစုကိုသွားတယ်ညာကြီးကိုပြန်လာပြီလားရွာလူကြီးမှာရမီရဖများနဲ့စကားဆိုနေရင်တဲအောက်မှာထိုင်ပြီးတော့စကားပြောနေကြဖိုးထွေးတို့ကာလာသားတစုကိုလှမ်းမေးလိုက်တယ်အဲ့ဒီခါမှာဖိုးထွေးဟာအတန်ခက်ကြကြနဲ့သူ့ရဲ့အဘဖြစ်သူအမေကိုလှမ်းပြလိုက်တယ်ညောင်မင်းစုကအလံဝေးတယ်ဗျရဲ့ကိုမြားကြီးတို့ရောက်ပြန်သွားရင်တော့မှနေ့လေလောက်မှပြန်ရောက်မယ်ထင်တယ်အေးအဲ့ဒါလည်းဟုတ်တာပဲမြားကြီးအပြင်ဘယ်သူပါသွားသေးလဲကိုခင်လိုက်သွားတယ်ဗျအေးငါထင်တော့အလောင်းကိုပြန်တယ်မယ်မထင်ဘူးအဲ့တော့မင်းတို့အခေါင်းရိုက်ထားကြတော့ကွာရွာထဲကလက်သမားအစိုးဝင်းကိုခေါ်ကြကိုစိုးဝင်းကရောက်တောင်ရောက်နေပြီကိုလွမ်းဝေတဲမှာထိုင်နေတဲ့ဗျရဲ့အေးစွန်းတော့လဲဒီတဲမှာပဲလှုပ်ပေးလိုက်ပါကွာမင်းတို့ကာလာသားတွေလိုအပ်တာကူညီလိုက်ကြားလာဖိုးထွေးစိတ်ထားပါဖိုးထွေးနဲ့ရွာလူကြီးစကားပြောနေချိန်ဖိုးထွေးရဲ့နဘေးမှာရှိတဲ့ဘိုးတင်ကအတန်ခတ်တူတူနဲ့ဖိုးထွေးကိုစကားဆိုလိုက်ကိုဖိုးထွေးကျုပ်တို့မြောက်ပြင်ကိုသွားလာမယ်ဗျာသွားလို့ရမလားသွားလေကွာအဲ့ဒီကိစ္စလည်းအရေးကြီးတယ်မလားအရေးကြီးတယ်ခမည်းသိတဲ့အတိုင်းမိဖြူခေါ်ထားတာလေဗျာအေးသွားလေမင်းတို့၃ယောက်လုံးသွားမှာမလား၃ယောက်လုံးပဲသွားလိုက်မယ်လေအေးဘိုးတင်ဟာဖိုးထွေးကိုခွင်တောင်းပြီးနောက်တာအေးနဲ့ဘေတူကိုမင်းကောပြပြီးတော့စိတ်တို့ရဲ့တဲမှာ၃ယောက်သားထွက်လာခဲ့ကြတယ်အဲ့နောက်သူတို့ဟာလိုအပ်သည်များယူဆောင်ဖို့ရွာကိုပြန်ချိန်အပြန်လမ်းမှာကိုချက်ကြီးတို့နဲ့ဆုံနေတယ်ကိုချက်ကြီးရဲ့နောက်မှာလမ်းလျှောက်နေကြတဲ့ပေါတူးနဲ့ဂျိုးသိမ်းမှာဘိုးတင်တို့၃ယောက်ကိုမကြေမနက်ကြည့်ပြီးတော့လှမ်းပြီးတော့မေးစကားဆိုတယ်ဟဲ့ကောင်လေဘယ်ပြန်มาလဲအိမ်ကိုပြန်มาပေါ့ဗျာခမရတို့နှစ်ယောက်သားနာနေပါလားခေါင်းတွေပါတွေတော့လျှော်ထားလို့ဘိုးတင်ကအဲ့လိုမေးလိုက်တဲ့အခါမှာပေါတူးနဲ့ဂျိုးသိမ်းတို့ဟာသူတို့ရဲ့ဥကောင်းကစပင်များကိုပင်းတက်လိုက်ပြီးတော့မလျှော်လို့ရမလားမိန်းမတွေကအကက်ကိုမခံတော့မင်းတို့ကွာဦးသိန်းပဲအလောင်းကြီးကိုဖတ်အိပ်မိတာဘာလို့ငါမိမသွားပြောတာလဲဟုတ်တယ်ကျုံမိမကိုလည်းဟိုကောင်တာအေးသွားပြောတာဂျိုးသိန်းနဲ့ပေါတူးကအတိုင်းဖောက်ညီစွာအဲ့လိုပြောလာချိန်ပေတူးကသူတို့နှစ်ယောက်ကိုတေချာကြည့်လိုက်ပြီးတော့ခမရတို့ညဘာဖြစ်နေလူသေးတာဘာဆန်းလို့လဲတနေ့ခမရလဲသူ့လိုဆန်းဆန်ကြီးဖြစ်မှာပဲဖတ်လွှဲပါစီဖဲပါစီဟဲ့ကောင်ပေတူးမင်းနမမရှိနမမရှိလို့ရှောင်းမပြောစမ်းနဲ့ကွာအဲ့လိုကပေါတူးခမရဘာဖြစ်နေရလဲမိမရတာလဲကြားပြီခလေးလည်းမရဘူးတေးမယ်ဆိုခမရသေးသေးနေပါပြီဗျာဦးချက်ကခမရနောက်မှမိမရတာအခု तू ကလူဖြစ်တော့မယ်ပေတူကအဲ့လိုပြောလိုက်တဲ့အခါမှာကိုချက်ကြီးတယောက်ပြုံးဖိဖိလှုပ်ပြီးတော့သူ့ရဲ့နောက်ကမင်းအောင်ပေါတူးဂျိုးသိန်းတို့ကိုကြည့်ပြီးတော့မင်းတို့တွေသူတို့ပြောမယ်ဆိုတော့ပြောကြင်စရာဘာမှအဖြစ်မရှိဘူးမိမရတာဖြစ်ဘိုးတင်တို့လူပြိုပေါ်မဝင်ကြတဲ့ကရတာအခုဘိုးတင်တို့တော့မှလူပြိုဖြစ်နေပြီကွာမင်းတို့ကလူမဖြစ်သေးငါတင်ပေးရမလားဟဲ့ကောင်လေပြောကိုချက်ကြီးကအဲ့လိုပြောလိုက်ရမင်းအောင်တို့၃ယောက်မှလက်ကလေးများကာပြီးတော့အတင်းကိုညင်းနေတယ်ရတယ်မတင်မင်းနဲ့ကျုပ်တို့ဘာသာသိတယ်တင်ကြမလို့ပါဘူးဗျာမင်းကလေစေရနာနဲ့ပြောတာပါကွာကိုချက်ကြီးစေရနာကြီးကိုကျုပ်ကကြောက်တယ်အေးအဲ့ဒါဆိုလည်းပြီးတာပဲကဲဘိုးတင်မင်းတို့စိတ်တို့တဲကိုပြန်လာအောင်ပါလားကိုချက်ကြီးဟာပြုံးစားစားနဲ့မင်းအောင်တို့အိမ်တော်တဲ့၃ယောက်ကိုစားနောက်ပြီးတော့ဘိုးတင်ကိုမင်းမြတ်လိုက်ပါတယ်အဲ့ဒီခါမှာဘိုးတင်ဟာဦးကောင်းကိုခါရမ်းလိုက်ပြီးတော့မလားဖြစ်ဘူးဦးချက်ရဲ့ကျုပ်တို့မြောက်ပြင်ကိုသွားမလို့အေးသွားဒါနဲ့မိကျော်မြို့ကပွဲစားကောင်နဲ့တွဲလာလုပ်နေနော်မင်းတို့ဖိုးထွေးကိုသတိပေးလိုက်အောင်ဟုတ်လားကျုပ်တို့လည်းအလုပ်တွေများနေရတယ်သတိမထားမိဘူးဗျာဦးချက်တို့ပဲသတိပေးလိုက်ပါဗျာအားရနေကြမှာကျုပ်တို့အမမိကျော်စီကိုသွားလိုက်အောင်မယ်အေးသွားအဲ့ဒီကောင်မလေးကိုသေချာပြောလိုက်ရုပ်မလုံနဲ့လို့စိတ်ချဦးချက်ကျုပ်တို့နဲ့တွေ့လို့ရှိရင်ပြောလိုက်မယ်ကျုပ်တို့သွားလို့မယ်ဗျာအေးသွားကြကွာဂယူးဆိုင်အောင်တို့လည်းသွားပြီအဲ့နောက်ကိုချက်ကြီးတို့ဟာဘိုးတင်တို့ကိုနှုတ်ဆက်ပြီးတော့စိတ်တို့ရဲ့တဲကိုသွားကြလေဘိုးတင်တို့ဟာလည်းကိုချက်ကြီးတို့ကိုကြောခိုင်းပြီးတော့ရွာကိုဝင်သွားကြပါလေမိုးကုံလူပြီးစောင်းရောက်နေပြီဖြစ်ပါမယ်လေနေလုံးကြီးရဲ့အလင်းအောင်ကတော့ຫນွေမိုးဆောင်မရွေးပူမြဲပူလာပြီရေအိုးစင်ရွာကထွက်လာတဲ့ဘိုးတင်တို့၃ယောက်ဟာ
လူကြီးများကိုစီလွယ်ထားကြပြီးတော့ဆောင်းလာတဲ့ဝါဘက်ခေါင်းမောင်များနဲ့မျက်နှာကိုရက်ခတ်ပြီးတော့အရေးရတဲ့တစ်ပင်အောက်မှာခိတ္တနားနေကြတယ်အဲနောက်ဘေတုဟာခက်မမိုင်ဖြစ်နေတဲ့တာအေးကိုစကားဆိုလိုက်တယ်တာအေးမင်းကိုကြည့်ရတာရွာထဲကထွက်ကြရရမယ်မင်းမဖြစ်နေစကားလည်းသိမပြောဟုတ်တယ်ဘေတုကငါလည်းကြည့်နေတာဒီကောင်ကြည့်ရတာမရဘူးမိနေတဲ့အတိုင်းပဲဘေတုတီသာမကဘိုးထင်ပါဝေဖန်လာတဲ့အခါမှာတာအေးတယောက်တပြင်းတစ်ချက်ချပြီးတော့သူမှိုင်နေရတဲ့အကြောင်းကိုပြောပြလာတယ်ငါစိတ်တွေပူနေရတယ်ကွာအဲ့ဒါကြောင့်မှိုင်နေတာဘာလို့ပူတာလဲဘာအတွက်လဲပြောပါဦးမင်းတို့ဥချက်ပြောတယ်လေအမမီကျော်ပွဲစားကောင်နဲ့တွဲသွားတွဲလာလုံနေရဆိုတာပြောတယ်လေအဲ့ဒါနဲ့အခုမင်းမှိုင်နေရတယ်ဘာဆိုင်လို့လဲဆိုင်ပါပြီကောဘေးတူရကိုဘိုးထွေးနဲ့အမမီကျော်ဆိုတာငေးစားတွေလေကိုဘိုးထွေးအမမီကျော်ကိုယူဖို့ပြောတာတော့မှ तू ကမယူဘူးတယ်လေမင်းကလေသူတို့အသက်တွေကလည်းငယ်သေးတာဟုတ်ကွာကိုဖိုးထွေးဆို20တောင်မပြည့်သေးတော့ဘာဖြစ်ဖြစ်ကွာအခုအမမီကျော်ကပြောင်းလဲနေပြီငါနဲ့မြားလေးဆိုတာကြီးစားတောင်ဖြစ်သေးတာမဟုတ်တခြားငါးထက်သားတဲ့ကောင်တွေနဲ့တွေ့လို့ရှိရင်မလွယ်တော့ဘူးကွာအဲ့တော်တွေကိုတွေးမိပြီးတော့စိတ်ပူနေတာตาအေးရဲ့မှိုင်တွေးနေတဲ့အကြောင်းကိုဘိုးတင်နဲ့ဗီဒီယိုသိတဲ့အခါမှာသူတို့နှစ်ယောက်ဟာတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတော့အဲ့ဒါတော့ဟုတ်တယ်ကွာမြားလေးကရုပ်ချောအုပ်စဘောပြီးတော့အတန်းပညာလေးတက်တယ်အဲ့တော့သူ့ကိုကြိုက်တဲ့သူတွေပေါ်မှာပဲငါတို့လည်း16ကျော်သွားပြီဆိုတော့မငဲတော့ဘူးကွာမင်းဘယ်လိုကြမ်းမိလို့လဲဘိုးတင်ဗီဒီယိုကဘိုးတင်ရဲ့စကားအသွားလာကိုကြည့်ပြီးတော့မေးမြန်းလိုက်တယ်အဲ့ဒီကမှဘိုးတင်ဟာအချိန်တန်ကြာအောင်စဉ်းစားလိုက်ပြီးတော့တာအေးကိုစစ်စစ်ကြည့်ကတာအေးမင်းမြားလေးကိုတကယ်လို့ချင်လားအသေးရရအရှင်းရပါဆိုဘိုးတင်ဟာမင်းကိုအတီမင်းနေဟာငါလည်းတကယ်ပြောတာဖြစ်နိုင်ရင်အခုရမယ်ဆိုအခုယူချင်တယ်အဲ့ဒါဆိုခိုးပြစ်ကွာဟာကောင်ရငါ့ကိုအဖြေတောင်ပြန်မပေးသေးတာခိုးပြစ်လို့ဖြစ်မလားပေါက်ကြရတယ်မပြောစမ်းပါနဲ့ကွာကဲအဲ့ဒါဆိုပြော तू ကဘယ်အချိန်မှအဖြေပေးမှာလဲ16နှစ်ပြည့်မှာတဲ့ကွာဟာအဲ့ဒါတော့ဘယ်ဖြစ်မလဲ16နှစ်မပြည့်ခင်တခြားသူမှသွားလို့ရှင်မင်းဘယ်လိုလုပ်ဘိုးတန်အဲ့လိုပြောတဲ့အခါမှာတာအေးတရားပို့ပြီးတော့စိတ်ပူပန်လာဟန်ရှိတယ်ငါလည်းအဲ့ဒါပဲတွေးနေတာကွာငါဘယ်လိုလုပ်ရမလဲဘိုးတင်ဘယ်လိုမှလုပ်မနေနဲ့မြောက်ပြင်ကိုသွားပြီးရင်မင်းများလေးကိုခိုးကွာခိုးလို့မဖြစ်ဘူးလေ तू မအဖြစ်ပြန်မပေးသေးတာမင်းရလဲကွာငါတောင်လုံးရှိနေအောင်များလေးမင်းကိုတန်းတန်းဆွဲဖြစ်စေရမင်းသိပါတယ်ဦးကဲစီကနေနည်းနည်းလေးလာတင်ယူထားသေးတယ်ပြီးတော့ငါအဖကလည်းသင်ပေးထားတယ်အဲ့ဒီပညာတစ်ခုသာပေါင်းလိုက်လို့ရှင်မင်းမြလေးရလေမင်းကိုကိုနဲ့သာဖြစ်စေရမစိတ်ချမင်းဆိုလိုတာကပီယာစေးသုံးမယ်လို့ဆိုလိုတာလားအေးဘောဘိုးထင်ကဟုတ်မှန်ကြောင်ပြောလိုက်တဲ့အခါမှာတာအေးရဲ့စိတ်ထဲမှာဝေခွဲမရဖြစ်လို့နေပါတယ်မြလေးရဲ့မှန်ကန်တဲ့ချစ်ချင်းမြတ်တာများတာသူလိုအပ်တယ်သူ့မမိတ်မိကျော်တို့ပြောင်းလဲသွားမှလည်းကြောက်မိပြန်တယ်အဲ့လိုဒွိဟာဖြစ်နေချိန်ပေတူကအကြံပေးစကားဆိုတာတာအေးမင်းသိပြီးတော့စဉ်းစားမနေနဲ့တော့မင်းဦးကဲနဲ့ဒေါ်ဝင်းကိုပဲကြည့်သူတို့လည်းပီယာဆေးကြောင့်ညတာပဲလေကွာအခုအဆင်ပြေနေရပဲကိုမင်းကိုမြာလေးကတန်ရုံးစင်ရှိတာသိတာနေရအောင်ကွာမင်းသူ့ကိုချစ်လို့အခုလိုလုပ်တယ်ဆိုတာအချိန်တိုင်းနားလည်လောက်မှာပါပေတူပြောတာမှန်တယ်တာကြီးအမမီကျော်ထက်မြာလေးကအကုန်သားတယ်နော်အခုနောက်ပိုင်းမြို့သားတွေကရွာကိုတောက်လျှောက်လာနေတာတကွေးမဟုတ်တကွေးတွေးမှာပဲအဲ့ဒီချိန်ကြမှာကြံရည်ကြီးဖြစ်ပြီးတော့ငါပြောတော့ဖတ်နေရမယ်မင်းသိတဲ့အတိုင်းမြို့သားတွေလက်ကဝမီကြနေရပဲဒီအဲ့ဒါတော့ဟုတ်တယ်ကွာငါတို့ကလေလက်လေးကင်တဲ့အချိန်ဒင်းတို့ကပခုံးဖတ်နေပြီးတော့ငါတို့ကပခုံးဖတ်တဲ့အချိန်ဒင်းတို့ကတာအေးပြောလက်စားစကားကိုရက်တန့်လိုက်ပြီးတော့တောက်တဲ့ချက်ကိုပြင်းစွာခောက်လိုက်ပြီးတော့ဟာထူးဘူးကွာညာလေးကိုတခြားသူတွေမဥခင်ငါခူးမယ်ချကွာအဲ့လိုလှုပ်ဆမ်းပါချစ်ကိုချစ်တဲ့သူကိုကဥထားမှသူများဥသွားမှနောင်တရနေလို့မရဘူးပေတူနဲ့ဘိုးတင်ဟာတာအေးရဲ့ဆုံးဖြတ်ချက်မှာမှန်ကန်ကြောင်းအာဂျိုမန်တက်ထောက်ခံလို့နေပါလေအဲ့ဒီချိန်နွားလေးလေးတစ်စီးဟာတက်ကယ်ပြင်းများတင်ဆောင်လာပြီးတော့သူတို့နားကိုရောက်လာလဲမောင်းသူမှမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့နောက်ထပ်အဖော်ပါလာသူဟာလည်းအမျိုးသမီးပဲဖြစ်ပါတယ်ဘိုးတင်တို့၃ယောက်ဟာလှဲပေါ်မှာအမျိုးသမီးနှစ်ယောက်ကိုတေချာကြည့်ရင်အတန်ခက်ကြကြနဲ့လှမ်းပြီးတော့နှုတ်ဆက်လိုက်လေတော့ပြောအမကြီးတို့ကမလွာကုန်းပါမလားဟုတ်တယ်မိုင်းနဲ့မငယ်လားလို့ပေတူကအဲ့လိုမေးလိုက်တဲ့အခါမှာအမျိုးသမီးနှစ်ယောက်တို့ဟာအံ့ဩသွားကြပြီသူတို့ရဲ့လှဲကိုရက်တန်းလိုက်ပြီးတော့
ဘိုးထင်တို့ကိုကြည့်ပြီးခေါင်းညိတ်ကခွန်းတုံပြန်လေဟုတ်တယ်နင်တို့ကဘယ်သူတွေတော့မိုင်းနဲ့မငယ်ရလေကျုပ်တို့မှတ်မိဘူးလားကျုပ်ကပေတုလေသူကဘိုးထင်သူကตาအေးဟင်ပေတုတို့လားနင်တို့ဟဲထွားလာလိုက်တာငါတို့တော့မမှတ်မိဘူးအခုပဲသွားကြမှာလေမြောက်ပြင်ရွာကိုသွားမှာမကြီးရဲ့ငါတို့လည်းမြောက်ပြင်သွားမှာလာလာတက်မက်လက်မပါဘူးလားသူကလေခလေးထိန်ပေးနေရတယ်ဘသူခလေးတော့မောင်လေးခလေးလေအော်ဘိုးတင်တော့လမ်းလျှောက်ရသည်မှာညောင်းလဲညောင်းရွနေလဲခါမှာမိုင်းတို့လှဲပုံကိုတက်လိုက်တယ်တက်ကယ်များမှာလှဲရန်တိုင်းပြေယုံသာတင်ထားတာကြောင့်သူတို့လှဲစီရသည်မှာအဆင်ပြေတယ်လှဲပေါ်အားလုံးရောက်တဲ့အခါမှာမိုင်းမှာနွားနှကောင်ကိုတောက်တစ်ချက်ခောက်လိုက်ပြီးတော့လှဲကိုမောင်းထွက်လိုက်တယ်မငယ်ဟာဘိုးတင်ကိုကြည့်ပြီးတော့အေးအခုမှငယ်ရုပ်ပြန်ဖမ်းပြီးတယ်နင်တို့ဟဲရွာကိုတစ်ခေါက်ကလေးတောင်မှအလဲမလာဘူးနေနိုင်တယ်ဟုတ်တယ်မလားဖြစ်ဘူးအလုပ်တွေကတော့ရှုပ်နေရပဲပြရည်ဆိုပြကြမရှိဘူးမငယ်ရေဒါနဲ့မငယ်တို့ကတော့အရင်တိုင်းပဲအသက်ကြီးသွားတယ်တော့မထင်ရဘူးနင်တို့ကတော့လေတွေ့တာနဲ့ကိုမြောက်တော့တာပဲဒါနဲ့မြောက်ပြင်ပါသွားလို့မလို့မိတ်ဆွေတယောက်ခေါ်ထားလို့မငယ်မိုင်းနဲ့မငယ်ကိုမြင်တဲ့အခါမှာမိဝိုင်းစိန်ပညာများပြန်လေရနေသည်ကိုအမှတ်ရသွားပြီးကဝေများဖြစ်ခဲ့ဘူးတဲ့မငယ်ကိုမင်းမြန်ဖို့အကြံပေါ်လာကမင်းမြန်လိုက်ပါမိုင်းနဲ့မငယ်မေးအောင်မေးလေဖို့တဲ့တခြားတော့မဟုတ်ဘူးဗျအမကြီးတို့ဟိုပညာတွေတက်သေးလားပေါ့ပေါ့ရှာရှာပညာတွေစွန့်ပြီးကြတဲ့ကတို့ကလေတာမန်လူတွေဖြစ်သွားပြီလေဟုတ်လားကျုပ်စဉ်းစားမရတာတခုရှိတယ်ဗျာအမတို့လည်းပညာတွေစွန့်ထားတာမြောက်ပြင်ကအမဝိုင်းစိန်လဲပညာတွေစွန့်ထားတာပဲဒါမဲ့အမတို့ကြတော့ပညာတွေပြန်မတက်ဘူးအမဝိုင်းစိန်ကြတော့ပညာတွေပြန်တက်နေတယ်ဘာကွာလာလဲမသိဘူးဗျာဘိုးနေရဲ့စကားကိုမိုင်းနဲ့မငယ်မြည်သည့်စကားမှပြန်မဖြေပဲခက်တာတွေးလွန်နေပါအဲဒီနောက်လှဲမောင်းနေတဲ့မိုင်းဟာတခုခုကိုတွေးမိဟန်နဲ့နင်ပြောတဲ့တယောက်ကဘယ်သူစီမှာပညာစွန့်တာလဲမိုင်းကအဲ့လိုမေးတဲ့အခါမှာဘိုးနေဟာအတန်ကြောင်စဉ်းစားနေအဲ့ဒီကပေတူကဘိုးထင်ရဲ့ပခုံးကိုပုတ်လိုက်ပြီးတော့ဆရာအောင်လို့ခေါ်တဲ့ကိုအောင်ကြီးလေကွာဥတောက်ထွန်းရဲ့သားဟုတ်တယ်ကိုအောင်ကြီးဆိုတဲ့သူစီမှာပညာစွန့်တာဒါပေမဲ့အစင်တော့မချုံအဲ့တုန်းကပြဿနာတွေလည်းတက်လိုက်တာဆုံးလို့ဘိုးထင်ကအဲ့လိုပြောလိုက်တဲ့အခါမှာမာကြီးဟာလဲလှဲမောင်းရင်းနဲ့တခုခုကိုစဉ်းစားနေပြီးနောက်ဆရာတွေကွာတာဖြစ်မယ်ဟာငါတို့ကနင်တို့ပင့်လာတဲ့ဆရာကြီးစီမှာပညာစွန့်တာလေသူကတကယ်ကိုပုံကိုယ်တူဖြစ်မယ်ဟုတ်လောက်မယ်မာကြီးရဲ့မာကြီးတို့ကမုတ်စိတ်ဖြူစီပညာစွန့်တာနော်ဟုတ်တယ်လေအဲ့ဒါကြောင့်ဖြစ်မယ်ထင်တယ်အဲ့ဒီခါမှဘိုးထင်တို့၃ယောက်အတွေးပေါက်သွားတယ်မိဝိုင်းစိန်ကိုပညာနှုတ်ပေးတဲ့အောင်ကြီးဟာတက်ရောင်ကထလန်းဆရာဖြစ်ပြီးတော့သူဒုက္ခမရောက်ဖို့အတွက်ပင်နှက်စိမ့်ပိန်ပြီးတော့ကုခဲ့ရတယ်မုတ်စိတ်ဖြူခေါ်စေးပိုင်းဘိုးမြိုင်တီကတော့တကယ်ကိုထူးတဲ့ပုဂ္ဂိုလ်တူဖြစ်တဲ့ခါမှာပညာများစွန့်ရမှာလဲကွာခြားချက်ရှိမယ်လို့ထင်ပါတယ်ဒါကြောင့်ဘိုးထင်ရဲ့စိတ်ထဲမှာတကယ်လို့များဝိုင်းစိန်တို့သားမိနောင်တဖန်ပညာများစွန့်ကျင်ကမုတ်စိတ်ဖြူကိုပြင်မယ်လို့ဆုံးဖြတ်ပြီးမတွေ့တာကြာပြီဖြစ်တယ်မာကြီးမငယ်တို့နဲ့သူတို့၃ယောက်သားစကားများဖောင်ဖွဲပြီးပြောဆိုကမြောက်ပြင်ရွာကိုတက်ကယ်လဲလေးစီးပြီးတော့သွားနေကြပါလေရောအခုဘိုးထင်တို့လာတယ်မဝိုင်းစိန်ရဲ့အိမ်ဝိုင်းအတွင်းကိုဝင်လိုက်တာနဲ့အိမ်ရောက်တန်းလျားမှာထိုင်နေတဲ့မိဖြူမှာအတန်လေးစစားလေးနဲ့ဘိုးထင်တို့ထံကိုပြေးလွှားလို့ရောက်လာတယ်ဘိုးထင်တို့ဟာမာကြီးတို့နဲ့လှဲကြုံလိုက်လာပြီးမာကြီးတို့မှသူတို့ကိုတက်ကယ်မှားတဲ့အိမ်မှာတဲမှာဖြစ်တဲ့အခါမှာဘိုးထင်တို့ဟာလည်းအခုလိုမိဝိုင်းစိန်တို့အိမ်ကိုရောက်လာခြင်းဖြစ်ပါတယ်မိဖြူဟာပေတူနဲ့တာရီတို့ရဲ့လက်ကိုဆွဲပြီးတော့အိမ်အောက်မှာရှိတဲ့တန်းလျားမှာထိုင်စေတယ်ဘိုးထင်ကတော့မိဖြူကိုပြုံးငါကြည့်လိုက်ပြီးတော့မိဖြူညီကငါ့ကိုစိတ်နာနေရလားမဟုတ်ပါဘူးကိုဘိုးထင်ဟာကျုပ်မှာလက်သုံးဘက်မှမပါတာအဲ့ဒါကြောင့်လက်မဆွဲတာဟုတ်ပါပြီဗျာဒါနဲ့ညီတပည့်နှစ်ယောက်ကိုဘယ်ကတပည့်တော့ကျုပ်မှာတပည့်မရှိပါဘူးဟိုရုံးမဲ့ဂိုင်းသားနှစ်ယောက်လေဩသူတို့လားသူတို့နှင်ထုတ်ထားတယ်အခုဘယ်ရောက်လို့ဘယ်ပေါက်မှမသိဘူးသူတို့စကားပြောနေချိန်အိမ်ပေါ်ကအမေပြုံးဆင်းလာလေအဲ့နောက်အမေပြုံးဟာဘိုးထင်တဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီးတော့ဘိုးထင်မင်းရောက်လာတာအတော်ပဲမင်းအမဝိုင်းစိန်ဘာတွေဖြစ်နေမှန်းကိုမသိပါဘူးကွယ်အမဝိုင်းစိန်ဘာဖြစ်လို့လဲအမေပြုံးမသိပါဘူးကွယ်စွန့်ထားတဲ့ပညာတွေကိုပြန်ကျင့်နေရလေငါလည်းစိတ်တွေညစ်ပါပြီအဲ့ဒီကမှဘိုးထင်ဟာမိဖြူဘာအတွက်သူတို့ကိုအလျံစလို့လာစေခြင်းမှတတိထားမိလိုက်တယ်
အဲ့နောက်သူဟာမိဖြူကိုကြည့်ပြီးတော့မိဖြူဘာလို့သတိထားမိလဲငါတို့ပြောပါဦးအမကြီးမိဝိုင်းဗညာဆိုတဲ့ကောင်ခိုင်းတာတွေကိုလုပ်နေတယ်အဲ့ဒီကောင်ကအမောင်ပညာမှန်သမျှတတ်ချင်နေတာသူကိုယ်တိုင်လည်းမစွမ်းတော့လေဖြက်လန်းကြီးတုံးနေတာမိဖြူကသူ့ကိုသိတယ်လားကျုပ်ကိုယ်ထဲမှာမဟူရာဒီဝရှိနေဆိုတာအကိုဘိုးတင်လည်းသိနေရကိုအဲ့ဒီကောင်ကြောင့်ကျုပ်တို့တွေဒုက္ခရောက်ရတာမဟူရာဒီဝီကိုလည်းအမကြီးမိဝိုင်းကိုကတ်တယ်လို့ကတ်တာငါတော့ပေါက်ပြီအဲ့ဒါဆိုငါတို့ဘယ်လိုလုပ်ရမလဲမိဖြူဗညာဆိုတဲ့ကောင်လက်စဖြောက်ပြမှာဖြစ်မယ်သူကပညာနေတဲ့သူဆိုလို့ရှိရင်ပညာတွေမြောက်အောင်စုခိုင်းတယ်ပညာပြည့်ပြီဆိုလို့ရှိရင်အဲ့လူရဲ့နှလုံးကိုစားပြီးတော့သူ့ပညာတွေတိုးအောင်ကျင့်တယ်အတော့ရုံမာတဲ့ကောင်မိဖြူပြောစကားကြောင့်အမေပြုံးတယောက်သူမရဲ့တမိဖြစ်သူအတွက်လွန်စွာမှစိုးရင်တော့ကများဖြစ်ပေါ်မိတယ်ဒါကြောင့်သူမဟာဘိုးထင်ကိုကြည့်ပြီးတော့ဘိုးထင်မင်းအမကိုကဲပါအောင်ကွယ်မင်းအမကလေပညာသည်ဖြစ်ပြီးတော့သူ့ကိုပြန်ပြူစားခံနေရတာကိုမသိဘူးဖြစ်နေတာဗညာဆိုတဲ့သူကဘလို့ကောင်မျိုးလဲကြည့်တော့လည်းမသိဘူးဘိုးထင်အမေပြောင်းကမသိဘူးလို့ဆိုတဲ့အခါမှာသူမအနားမှာထိုင်နေတဲ့မိဖြူဟာနှကန်းကိုကိုက်လိုက်ပြီးတော့ဘယ်လိုလူမျိုးရမှာလဲသူ့ရဲ့ရုပ်ရည်သူ့အပြောနဲ့ပညာတဲ့မိန်းကလေးတွေစီကပညာတွေခိုးနေတဲ့ကပ်ပါကောင်တယောက်လေအဲ့ဒီထက်မပို့မိဖြူအဲ့လိုပြောတဲ့အခါမှာဘိုးထင်တယောက်ဦးကောင်းကိုညှိလိုက်ပြီးတော့အမဝိုင်းစိန်ပညာတွေစွန့်ထားတာကိုပညာပြန်ပြီးတော့လိုချင်အောင်လုပ်တာဒင်းလက်ချက်ကိုကျုပ်တို့နဲ့တွေ့ပြီပေါ့ဗျာအဲ့လိုနဲ့ဘိုးထင်ဟာအမောင်ပညာရက်များကိုလောဘတကြီးလိုချင်နေတဲ့ဗညာဆိုတဲ့လူတွေကိုစုံမဖို့အတွက်စိတ်ပိုင်းဖြတ်လိုက်ပါတော့စိမ့်ဆိုနေတဲ့တစ်ပင်များဟာအဝေးကနေမြင်ရပြီးအပြာရောင်လို့ထင်မှတ်ရတယ်အဲ့ဒီအတွက်တောင်တန်းများဟာလည်းအပြာရောင်အဖြစ်ကိုမြင်တွေ့နေရတယ်အဲ့ဒီတောင်ပြပြများရဲ့တောင်ထိပ်မှာရှိတဲ့တစ်ပင်တစ်ပင်အောက်မှာဖြစ်ပါတယ်အပြင်မှာနေအောင်ရှိနေပေမဲ့လည်းမှိုင်းညွတ်အုပ်ဆိုင်နေတဲ့တစ်ပင်များကြောင့်တောအုပ်အတွင်းမှာအလင်းရောင်ကောင်းစွာမရှိပဲတစ်ပင်အောက်မှာထိုင်နေသူ2ယောက်ရှိပြီးမိန်းကလေးမှာဥပဒေရုပ်ကောင်းတဲ့လူရွယ်ရဲ့ပခုံးကိုမှီထားတယ်အဲ့ဒီမိန်းကလေးမှာတခြားသူမဟုတ်ဝိုင်းစိန်ဖြစ်ပါတယ်လူရွယ်ဟာဝိုင်းစိန်ကိုကြည့်ပြီးတော့ဝိုင်းစိန်အခုကိုချစ်လားချစ်တာပေါ့ချစ်လို့လေအခုလိုတောကြီးတဲ့ကိုလာတွေ့တာလေဒီနေ့ဆိုပြန်ဖို့နောက်ကြနေချစ်တဲ့သားပြောတာပါအခုခိုင်းတာတော့ဝိုင်းဆိုင်ကမလုပ်ပေးဘူးလူသားစားမှပညာတွေကမြင့်ပါလေလူသားကြီးတော့ဝိုင်းဆိုင်မစားခြင်းဝိုင်းဆိုင်တို့ကဝေတွေကလူသွေးလူသားစားမှပညာတွေမြင့်ပါလေအခုကဝိုင်းဆိုင်တွေပြောတာပါဝိုင်းဆိုင်လည်းတည်ရသားလေလူတွေကငွေမရှိရင်နှိမ်ကျင်ကြတယ်လေအဲ့တော့ငွေမရှိပေမဲ့ပညာတွေရှိတော့ဝိုင်းဆိုင်ကိုဘယ်သူမှနှိမ်ရဲမှာမဟုတ်ဘူးလေအခုပြောတာဝိုင်းဆိုင်နားလေစမ်းပါအဲ့ဒါကြောင့်မို့လဲအခုပြောလို့ဝိုင်းဆိုင်ပညာတွေကိုပြန်ရအောင်လုပ်ထားတာလေကျင်းလက်စားနေတော့ဝိုင်းဆိုင်ရဲ့ကဝေတွေရဲ့အမြင့်ဆုံးပညာအဆင့်ကိုတက်လိုက်ပါတော့လားအဲ့လောက်ကြီးကြတော့လေဝိုင်းဆိုင်မရဲဘူးဒရိဆန်တွေကိုတတ်တာတော့မှလွန်နေပြီလူကိုတတ်ရမယ်ပြီးတော့အသွေးတွေအသားတွေအကြောတွေပါစားရမယ်ဆိုတာကြီးကြတော့ဝိုင်းဆိုင်မလုံးဝင်ဘူးဗညာလိုအမြင်ရတဲ့လူတွေမှာဝိုင်းဆိုင်ကိုရက်ဆက်တဲ့ကျင်းစင်များကိုကြံ့ခိုင်းနေတယ်မဟူရာဒေဝီကိုလည်းယခုလိုပဲရက်ဆက်တဲ့ကျင်းစင်များကိုကြံ့ခိုင်းခဲ့သူလည်းဖြစ်ပါတယ်ယခုဝိုင်းဆိုင်မှာသူပြောတဲ့အရာများကိုလက်မခံလေတဲ့အခါမှာအလိုမကျတဲ့မျက်နှာဖြစ်သွားပြီးတော့သူ့ရဲ့ပခုံးကိုမှီထားတဲ့ဝိုင်းဆိုင်ရဲ့ဦးခေါင်းကိုလက်နဲ့တွန်းဖယ်လိုက်ကထိုင်နေရာကနေမတက်ရက်လိုက်ပြီးအတန်ခတ်ပါမနဲ့စကားဆိုတယ်ဝိုင်းဆိုင်မင်းကငါ့ကိုတကယ်မချစ်ဘူးပဲအဲ့လိုမပြောပါနဲ့ကိုရဲ့ဝိုင်းဆိုင်ကလေတကယ်ချစ်လို့အကိုရှိတဲ့ဒီနေရာကိုတညာလုံးလာနေရလေမင်းလိုပညာတဲ့တယောက်ကညာဘက်တယောက်တဲ့အပြင်မှာရှိနေတာဘာထူးဆန်းလို့လဲတော်စမ်းအကိုဝိုင်းဆိုင်ကိုအဲ့လိုစကားမပြောနဲ့မညာဟာဝိုင်းဆိုင်ကိုအထက်စီးကနေပြောဆိုလို့ရမယ်ထင်လို့စမ်းကြည့်လိုက်တယ်သူပြောသလိုဖြစ်မလာတဲ့အခါမှာသူ့ရဲ့လေတံကိုပြန်လျှော့လိုက်တယ်ပြီးတော့ဝိုင်းဆိုင်နားကိုသွားလိုက်ပြီးတော့ဝိုင်းဆိုင်ရဲ့ပခုံးနှစ်ဖက်ကိုလက်နဲ့ကန်လိုက်ပြီးတော့ဝိုင်းဆိုင်ရဲ့အလိုမကျဖြစ်နေတဲ့မျက်နှာလေးကိုစစ်စစ်ကြည့်လိုက်ပြီးတော့ဝိုင်းဆိုင်အကိုဝိုင်းဆိုင်ကိုလေဘာကြောင့်ပညာတွေအဆုံးစွန်အထိတက်စေခြင်းလဲဆိုတာဝိုင်းဆိုင်သိတယ်မလားသိပါတယ်ဒါပေမဲ့ဝိုင်းဆိုင်ရဲ့နှလုံးသားကလေအဲ့လောက်ရက်ဆက်လို့မရသေးဘူးလေ
အဲ့ဒီခါမှာဗညာဟာဦးကောင်းကိုညှိလိုက်ပြီးတော့ဟုတ်ပါပြီကိုအတင်းမတိုက်တွန်းတော့ပါဘူးစိတ်ချပါအခုစေတနာကိုဝိုင်းဆိုင်နားလဲပါတယ်ဝိုင်းဆိုင်စူးစမ်းကြည့်မယ်နော်ဝိုင်းဆိုင်ကအဲ့လိုပြောတဲ့ခါမှာဗညာဟာသဘောကျစွာပြုံးလိုက်ပြီးဝိုင်းဆိုင်ကိုထွေးပွေးလို့ထားလိုက်တယ်ဝိုင်းဆိုင်ကိုဖတ်ထားတဲ့ဗညာရဲ့ကောက်ချစ်ဆင်းလဲတဲ့အပြုံးကိုဖြင့်ထွေးပွေးခံထားရ၍ကျဉ်နဲ့နေတဲ့ဝိုင်းဆိုင်တယောက်မြင်တွေ့ခြင်းမရှိပါလေတော့ဘိုးတင်တယောက်မနဲ့မိုးလင်းစဉ်ကလေးကအိမ်ရှိထွက်ပြီးတော့မျောနေတဲ့အမေပြုံးကိုတန်းလျားမှာထိုင်းပြီးတော့ကြည့်လို့နေပါတာအေးနဲ့ပေတူဟာလည်းသူ့နီးသူဖြစ်တယ်မိဖြူကတော့အမေပြုံးကိုတလဲဘိုးထင်ကိုတလဲကြည့်လိုက်ပြီးတော့ကောင်းချင်းပေါင်းကိုစီးနဲ့တို့ရင်ကစကားဆိုတာအမကြီးဝိုင်းဆိုင်ကညဘက်ဆိုအဲ့လိုပဲပျောက်သွားတာမနဲ့မိုးလင်းမှပြန်လာတာပြန်လာရင်လဲအိမ်ကန်းထဲကိုဝင်ပြီးတော့စုံပညာတွေကိုပြန်ကျင့်နေတာအမဝိုင်းဆိုင်ဘလို့ဖြစ်သွားလဲဘလို့ဖြစ်ရမှာလဲမူရမာရများတဲ့ဗညာဆိုတဲ့ကောင်အဲ့ဒီကောင်ကြောင့်မို့အမမဟူရာကိုလမ်းလွဲအောင်လုပ်တာလဲသူပဲပြီးတော့အမမဟူရာကိုပညာတွေစွန့်ခိုင်းတာလဲသူပဲသူကပညာလဲသင်ခိုင်းတယ်ပညာလဲစွန့်ခိုင်းတယ်ဘလို့လူလဲငါနားမလဲဘူးသူကပညာတွေတက်ဖူးတဲ့လူရဲ့နှလုံးကိုစားရင်ကိုသူကပညာတွေတိုးတယ်လေအမြင့်ဆုံးပညာသင်ဖူးတာလေကဝေအသေးနှလုံးကိုဒင်းတအားလိုချင်နေတာအဲ့လိုကဝေဆိုတာလေအရှားသားလေအမမဟူရလို့လေဒင်းကကျုပ်ကိုလည်းလိုချင်တာကျုပ်ဒီမှာရှိတာဒင်းမသိတော့ဒီလူကိုအလွတ်ပေးလို့တော့မရတော့မိဖြစ်ဟုတ်တယ်အမေကြီးကလည်းသူ့ကိုလိုက်ရှာနေတာသူဒီမှာရှိတာအမေကြီးမသိဘူးလားဘယ်လိုလုပ်သိမှာလဲအမကြီးဝိုင်းဆိုင်ကမပြောတော့ဒါနဲ့ငါဆိုသူ့ကိုနိုင်တော့လာမိဖြစ်နိုင်တာပေါ့သူ့မှာကြောက်စရာကောင်းတဲ့အစွမ်းဘာမှမရှိဘူးမိန်းကလေးတွေရတာသူ့ရဲ့အပြောသူ့ရုပ်ရည်ကိုမလွန်ဆန်နိုင်လို့ကြရှုံးတာငါတော့စိတ်ချရတယ်နင့်ကိုနှစ်ယောက်ကတော့မပြောတယ်ဘာပြောတာလဲကိုဘိုးတယ်နင့်ကိုตาအေးနဲ့ပေတူကိုပြောပါတယ်သူတို့ကတော်ကြာအဲ့ဒီကောင်ကိုကြိုက်ပြီးတော့ငါ့ကိုပြန်လုံနေမှကြောက်ရသည်ဘိုးတယ်အဲ့လိုပြောလိုက်တဲ့အခါမှာตาအေးနဲ့ပေတူတို့နှစ်ယောက်ဟာရင်သွေးချမ်းတောက်နေရကနေဘိုးတယ်ကိုမကြည့်သလိုကြည့်ပြီးတော့ဟဲ့ဘိုးတယ်မင်းခလေးရှိပောက်ကြရမပြောနဲ့ဟုတ်တယ်ဘာကောင်မှမသိဘူးကဲငါတို့ဘယ်လိုလုပ်မလဲအမဝိုင်းဆိုင်ကညဘက်ကိုသွားတာတဲ့သူသွားရင်စကြိုစီးသွားမှာပဲငါတို့ကဘယ်လိုလိုက်မလဲပေတူကအဲ့လိုပြောလာတဲ့အခါမှာဘိုးတင်တယောက်စဉ်းစားရခက်သွားတယ်ရောက်ပြန်ကတခြားသောပညာသည်များနဲ့သိကျွမ်းခြင်းမရှိပေဒါကြောင့်ဘယ်လိုလုပ်ရမလဲမှန်းစဉ်းစားနေစမ်းမှာမိဖြူကအကြံပေးလေတယ်အခုဘိုးတင်အမေပြုံးကိုပြောကြည့်ပါလားအမေပြုံးဆိုလို့ရှိရင်တခြားပညာသည်တွေနဲ့သိနိုင်တယ်အဲ့ဒါလည်းဟုတ်တာပဲခဏလေးငါသွားပြောကြည့်မယ်ဘိုးတင်ကအချိန်မဆိုင်ပဲအိမ်ဝိုင်းရှိကိုထွက်ပြီးတော့သမီးဖြစ်သူကိုမျှော်နေတဲ့အမေပြုံးကိုအကြံသွားတောင်းပါတယ်အမေပြုံးအမဝိုင်းဆိုင်ပြန်လာမှာပါသူလည်းငဲတော့တာမှမဟုတ်တာကြီးမိုက်ကြီးမို့လို့စိတ်မချဖြစ်နေရတာဘိုးတင်စိတ်မချမဖြစ်တော့နဲ့ဒီပြဿနာကိုကြုတ်ရှင်းပေးမယ်အမေပြုံးကတခုတော့ကူညီရမယ်ပြောကွယ်ဘာကူညီရမလဲအမဝိုင်းဆိုင်ကညထွက်သွားတာမလားဟုတ်တယ်ရှက်စရာလည်းကောင်းပါလေပညာတဲ့ညဘက်ထွက်တာမဆမ်းပါဘူးကျုပ်သူ့နောက်ကိုလိုက်ဖို့အကူအညီတစ်ခုလိုတဲ့အမေပြုံးရဲ့ပြောလေဖို့တင်ဘာအကူအညီလိုလဲတခြားတော့မဟုတ်ဘူးဗျကျုပ်တို့အမဝိုင်းဆိုင်နောက်ကိုလိုက်ဖို့အတွက်စက်ကြိုးစီးနိုင်တဲ့ပညာတဲ့3ယောက်လိုတယ်သူတို့အကူအညီနဲ့လိုက်ရမှာဘိုးတင်စကားနားထောင်ပြီးတော့အမေပြုံးမှာခိတ္တတွေးလိုက်ပြီးတော့ရတယ်အဲ့ဒါဆိုမင်းတို့ညနေလောက်အဲ့ချိန်ကြာလို့ရှိရင်ရွာနောက်ဘက်ကညောင်ပင်ကြီးစီကိုသွားနေငါပညာတဲ့3ယောက်လွတ်လိုက်မယ်နင်တို့တိုင်ပင်ကြဖို့ကောင်းတယ်မေပြုံးဒါနဲ့အမဝိုင်းဆိုင်ကညဘယ်ချိန်လောက်ထွက်တာလဲတကောင်ကျော်လောက်သူ့နောက်ကငါနောက်ယောင်ခံလိုက်ဖူးတယ်ဘိုးတင်သူကရွာပြင်သင်းချိုင်းကုန်းမှာမှစက်ကြိုးစစီးတာဟုတ်ကဲ့မေပြုံးအဲ့ဒါဆိုကျုပ်တို့ညောင်ပင်မှာသွားဆောင်နေမယ်အေးကြံခင်းနဲ့ညောင်ပင်တော့ညနေလောက်မှသွားကြလေအဲ့လိုနဲ့ဘိုးထင်ဟာဝိုင်းဆိုင်နောက်ကိုလိုက်ဖို့အတွက်အချိန်လေးကောင်းပြီဖြစ်တဲ့ခါမှာကျင်းနဲ့စွာပြုံးရင်းအမေပြုံးနဲ့အတူဝိုင်းဆိုင်အလားကိုစောင့်ဆိုင်နေကြပါလေတော့မှိုင်းညို့နေတဲ့ညောင်ပင်ကြီးရှိတဲ့အကွက်ဟာကြံခင်းနေရဖြစ်ပါတယ်ဘိုးထင်တို့3ယောက်ဟာဆန္ဒစောနေတဲ့အတွက်ညနေမရောက်မီနေမွန်းလွဲအချိန်ကလေးက
ညောင်ပင်မှာသွားရောက်စောင့်ဆိုင်နေကြတယ်သူတို့ဟာပြင်းရှိတာနဲ့ကြံရိုးများချိုးပြီးတော့ညောင်ပင်အောက်မှာထိုင်ပြီးကြံရိုးဆုပ်ရင်းနဲ့စကားပြောနေကြတယ်ဘိုးတင်ဒီကိုလာမဲ့ပညာသည်တွေကိုမင်းလည်းမမြင်ဘူးမလားမမြင်ဘူးလေကွာအဲ့ဒါဆိုပညာသည်မဲမင်းဘယ်လိုလုပ်ပြီးသိမလဲမင်းရလေမိန်းကလေး၃ယောက်ဒီညောင်ပင်အောက်ကိုလာမှလေကွာလွဲเสียမရှိပါဘူးအဲ့ဒါလည်းဟုတ်တာပဲစကြိုးစီးရမယ်ဆိုတော့မိုင်းတို့ညီမတွေကိုသတိရပြန်အောင်ကွာအဲ့တုန်းကတကယ်ကိုပြောစရာကောင်းတယ်ပေတူကအဲ့လိုပြောလိုက်တဲ့အခါမှာဘိုးတင်နဲ့ตาအေးဟာလဲဦးကောင်းကိုညှိလိုက်ပြီးတော့ဟုတ်တယ်ကွာတိုက်ဆန်ပဲမိုင်းနဲ့မငယ်ကိုပြန်တွေ့ရအားရင်တို့တွေမလွှကုန်းကိုအလေသွားရအောင်ကွာနော်သွားတော့ပေါ့မိုင်းနဲ့မငယ်ကတကယ်ကိုတာမန်လူတွေဖြစ်သွားတာပဲအမဝိုင်းစိန်တို့အခုတခါပညာစွန့်မယ်ဆိုမုတ်စိတ်ပြူစီမှာစွန့်ခိုင်းရအောင်သူကဘာမှရှိမှမသိဘူးလေကွာတို့နဲ့မတွေ့တာတော်တော်ကြာနေပြီပင်းကြည့်ရမှာပေါ့ကွာသူသာလာမယ်ဆိုရင်မိဖြူဖြစ်နေတဲ့ပြဿနာတော်မှရှင်းနိုင်တော့တယ်ကွာဟုတ်တယ်ကွာငါတို့မေ့နေရမုတ်စိတ်ဖြူသားတို့ပင်းလို့ရမယ်ဆိုရင်မိဖြူနှစ်စိတ်တကူဖြစ်နေအောင်ကုပေးလို့ရတော့တယ်ဘိုးတင်တို့၃ယောက်ဟာကြံရိုးကြောင်များကိုပါဇက်နဲ့ကိုက်ပြီးတော့ခွန်ခွာဝါနေရင်စကားဆိုနေကြခြင်းဖြစ်တယ်အဲဒီနောက်အချိန်တနားခန့်ကြားတဲ့အခါမှာကြံကင်းတွေကမိမကြီး၃ယောက်ထွက်လာကြတယ်သူမတို့ဟာအင်ဂျီလက်ရှင်များကိုဝတ်ဆင်ထားကြပြီးခေါင်းမှာပစိုးများကိုပေါင်းလို့သူမတို့၃ဦးကိုမြင်တာနဲ့ဘိုးထင်ဟာအခွန်တင်လက်စကြံရိုးလွှတ်ချလိုက်ပြီးထိုင်နေရာကနေမတ်တက်ထားရိုက်လိုက်ကကျန်တဲ့ตาအေးနဲ့ဘေတုကိုသတိပေးလေဟဲ့ကောင်ထဟိုမှာလာနေပြီအေးပညာသည်တွေကအသက်ကြီးတယ်နော်အသက်ကြီးမှပဲလေကွာငါတို့ကသူ့နောက်ကနေလိုက်စီးရမှာအပြိုလေးတွေဆိုလို့ရှိရင်အားနာနေအောင်ပါဘိုးတင်တို့ဟာအချင်းချင်းတီတိုစကားဆိုလိုက်ကြပြီးတော့ညောင်ပင်အောက်ကိုရောက်လာတဲ့အမျိုးသမီးကြီး၃ဦးကိုဘေတုကစတင်ပြီးတော့နှုတ်ဆက်လေတယ်လေးကြီးတို့လာတာစောတယ်နော်မစောပါဘူးမစောတာပေါ့နေတော့မဝင်သေးဘူးနေဝင်မှလာရင်လည်းမကောင်းဘူးလေနောက်ကြမှာပေါ့ဩလေးကြီးရဲ့ပညာသည်တွေဆိုတာနေဝင်တဲ့အချိန်ကိုသဘောကျတာမလားအမျိုးသမီးကြီး၃ယောက်ကပေတုရဲ့စကားကိုနားမလည်နိုင်ဖြစ်နေပြီးတော့တယောက်နဲ့တယောက်မင်းငေါ်ပြကပေတုကအတန်မမနဲ့မေးလေတယ်ကောင်းလေနေငါတို့ဘယ်လိုပြောလိုက်တာလဲဘာပြောလို့လဲငါတို့ပညာသည်တွေလို့နင်ပြောလိုက်လားလို့လေဟုတ်တယ်လေလေးကြီးကလည်းအချင်းချင်းတွေမသိတာကြနေရပဲကျုပ်တို့ကလေးကြီးတို့၃ယောက်ကိုစောင့်နေရပေတုစကားကိုနားမလည်နိုင်ဖြစ်နေတဲ့အမျိုးသမီးကြီး၃ယောက်အနက်တယောက်တော့အမျိုးသမီးကြီးမှာပေတုကตาအေးကိုမင်းငေါ်ပြပြီးမေးမြန်းလိုက်ပါတယ်ကောင်းလေဟိုကောင်ပြောတဲ့ပညာသည်ဆိုတာဘာကိုပြောတာလဲငါတို့စုံမတွေလို့ပြောတာလားအမျိုးသမီးကြီးကအဲ့လိုမေးလိုက်တဲ့အခါမှာตาအေးဟာဦးကောင်းကိုညှိလိုက်ပြီးတော့ဟုတ်တယ်လေလေးကြီးတို့ကစုံမကြီးတွေမဟုတ်ဘူးလားဘာနင်တို့ဘာပြောတယ်နင်တို့ဘယ်ကမตาကောင်လေးတွေလဲဟမ်ငါတို့စုံမလို့နေအမေလင်းကပြောတာလားအမျိုးသမီးကြီး၃ယောက်မှာပြောဆူခါကြထိုးလာတဲ့ဂျိုးချိန်များကိုထုတ်လိုက်ပြီးတော့ငါတို့ဘာသာကြံဖျားလာချိုးတာနင်တို့ကငါတို့စုံမလို့ခေါ်တယ်မตาလေးတွေတေဖို့သာပြင်းအချင်းတွေကိုရိတ်စားမိတဲ့ဘိုးထင်ဟာဥစွာညောင်ပင်အောက်ကနေတုတ်ချေတင်ပြီးတော့ထွက်ခွာသွားလေတယ်ဘေတုနဲ့ตาအေးဟာလည်းသူ့ရဲ့နောက်ကနေပြီးတော့အမျိုးသမီးကြီး၃ယောက်ကိုတောင်းပန်စကားအော်ပြောပြီးတော့ပြေးလာကြတယ်ဟာကျုပ်တို့လူမသွားတာတောင်းပန်ပါနဲ့ဗျာဘာငါတို့ကိုအတလွတ်ဆုံးမလို့ပြောပြီးတောင်းပန်တဲ့လားဟမ်မိသားများအကြောင်းကိုသိစေရမယ်ဒေါသကြီးတဲ့အမျိုးသမီးကြီး၃ယောက်ကကြိုးချိန်များနဲ့ချိန်ရွယ်ပြီးတော့လိုက်လာတာကြောင့်သူတို့အားလုံးအချိန်တန်ပြီးတော့ကြံခင်းအတွင်းကိုဝင်ပြေးရလေအဲနောက်သူတို့ဟာကွေ့ပတ်ပြီးတော့ညောင်ပင်ကိုလှမ်းမြင်ရတဲ့ခင်တန်းတစ်ခုမှပုံကွယ်ပြီးတော့အချိန်တွေကိုစောင့်ကြည့်နေလိုက်တယ်အမျိုးသမီးကြီး၃ယောက်ဟာလည်းဖေတစ်မျိုးဖာတစ်မျိုးအမျိုးဆဲပြီးတော့ကြံဖျားတုံးများကိုရွက်ပြီးတော့ပြန်သွားတဲ့အခါမှာတပြင်းကိုစီချလိုက်ပြီးညောင်ပင်အောက်ကိုပြန်လာကြလေတယ်ဟာတော်သေးရပါကွာကြိုးချိတ်စာမိမလို့မင်းကလေပြောကျင်တာတန်းပြောတာကိုအမေပြောလှုပ်လိုက်တာလားဘာလားမေးအောင်မပေါ့အမျိုးသမီး၃ယောက်ဆိုတော့သူတို့ထင်လို့ပါကွာသူတို့ပြန်တော့မလာတော့ပါဘူးနော်မလာတော့ပါဘူးအဲ့လိုနဲ့ညောင်ပင်အောက်မှာထိုင်ပြီးတော့ပြန်လဲစောင်းဆိုင်ရာညနေနေဝင်လူချိန်မှာ
စပင်များဖားလျားချပြီးတော့ကိုခန္ဓာအချိုးစားကြလာစွာနဲ့အသက်30အရွယ်အမျိုးသမီး3ဦးညောင်ပင်အောက်ကိုလှမ်းလာပြန်တယ်။ဝင်လူလူနေရဲ့အလင်းရောင်အောက်မှာဆန်ရွယ်လေးများလေးမအောင်ပြန်ဝဲနေပြီးတော့မဟာဆန်လှတဲ့အမျိုးသမီး3ဦးတို့ညောင်ပင်အောက်ကဘိုးထင်တို့3ယောက်မျက်တောင်မခတ်ငေးကြည့်လို့နေကြတယ်။ညမကြတဲ့အချိန်မှာအမျိုးသမီး3ယောက်တို့ဟာညောင်ပင်အောက်ကိုရောက်လာပြီးတော့သူတို့ကိုငေးနေတဲ့ဘိုးထင်တို့3ယောက်ကိုလှပစွာပြုံးပြလိုက်ပြီးတော့မောင်လေးတို့ကအမေပြုံးလွှတ်လိုက်တာလားဟုတ်ပါတယ်သူတို့ငေးနေမိသည်ကိုအမျိုးသမီးတယောက်ရဲ့အမေစကားကြားမှသတိရသွားပြီးရှက်ကိုရှက်ကန်းတယ်ဘိုးထင်ကကမန်းကနန်းဖြေလေတယ်အဲ့ဒီခါမှာအမျိုးသမီးနောက်ထပ်တယောက်ဟာဘိုးထင်တို့3ယောက်ကိုအကဲခတ်သလိုကြည့်ပြီးတော့မမတို့ကလေမောင်လေးတို့သွားခြင်းတဲ့နေရာကိုလိုက်ဖို့ရုံမဲ့နော်ကျန်တဲ့ကိစ္စတွေဝင်မပါဘူးစိတ်ချပါကျုပ်တို့လေအမဝိုင်းစိန်သွားရနောက်ကိုသာလိုက်ဖို့ပဲသူသွားတဲ့နေရာကိုသိတာပဲအဲ့ဒါဆိုပိုတောင်ကောင်းတာပေါ့ကောင်းပြီလေအဲ့ဒါဆိုညတကောင်လောက်ဒီညောင်ပင်အောက်ကိုပဲလာခဲ့ကြအမဝိုင်းစိန်ကတင်းချိုင်းကုန်းဘက်ကနေသွားတာတဲ့သူပဲသွားတာလေသိပါတယ်ဆိုဩဟုတ်ကဲ့အဲ့ဒါဆိုမမတို့သွားတော့မယ်နော်ဒီကိုပဲဆက်လာခဲ့ကြကြားလားပညာတဲ့အမျိုးသမီး3ယောက်တို့မှာဘိုးထင်တို့ကိုထိုမြသာပြောပြီးသူတို့ကိုကြောခိုင်းပြီးတော့ထွက်သွားလေတယ်သူမတို့ထွက်သွားတဲ့အရက်ဟာနေထိုးနေတဲ့အရက်ဖြစ်နေတဲ့ခါမှာညောင်ပင်အောက်မှာကြံနေခဲ့တဲ့ဘိုးထင်တို့3ယောက်မှာသူတို့ရဲ့လက်ဝါးများနဲ့နဖူးမှာထိပြီးတော့ထိုးနေတဲ့နေရောင်ကိုကာပြီးတော့ပြုံးရွက်အမျိုးသမီး3ဦးလှပကြော်ရှင်းမှုကိုကြည့်နေကြပါလေရောမှောင်မိုက်နေတဲ့အချိန်မှာဖြစ်ပါလေပရိအော်တန်များညံစီနေပြီး၎င်းဘုံငှက်ရဲ့ကျေလောင်တဲ့အတန်ဟာလည်းတစ်ချက်ကြားနေရတယ်အဲ့ဒီအချိန်မှာမြောက်ပြင်ရွာတင်းချိုင်းစီကိုမိမပြောလေးတအူလှမ်းလျှောက်လို့နေပါလေအဲ့ဒီမိမပြောလေးမှာဝိုင်းစိန်ဖြစ်ပြီးတော့သူမလည်းရင်ငယ်နေတဲ့ဗညာထံကိုသွားနေခြင်းဖြစ်တယ်။များမကြတဲ့အချိန်မှာတော့တင်းချိုင်းကုန်းအနီးမှာရှိတယ်။ကွက်တာတစ်ခုမှရက်လိုက်ပြီးတော့သူမရဲ့ခြေထောက်ကလဲပတ်နေတဲ့မိဆက်ကွင်းများပေါ်လာပြီးတော့အရှိန်ဟုန်ပြင်းစွာနဲ့ကောင်းကင်ယံကိုတက်သွားလေတယ်။တောထက်တောင်ထက်ကိုဖြတ်ကျော်ပြီးခဏအတွင်းမှာမြင်မာတဲ့တောင်စွန်းတစ်ခုကိုရောက်လာလေတယ်။အဲ့ဒီတောင်စွန်းဟာကြီးမားတဲ့သပင်များပေါက်ရောက်မနေပဲကောင်းကင်မှကျဲတာယာများကိုအရှင်းသားမြင်နေရတယ်။ဝိုင်းစိန်ဟာတောင်စွန်းမှာရှိတဲ့ခွက်သားလေးပေါ်ကိုခြေချလိုက်တာနဲ့သူမရဲ့ခြေထောက်ကတောက်လောင်နေတဲ့စက်ကြိုးကမီးများဟာလည်းငိမ့်ရွေ့သွားတယ်။များမကြတဲ့အချိန်မှာတော့သူမကိုကြိုတင်ဆောင်ဆိုင်နေတဲ့ဗညာဟာသူမရဲ့ခါကိုဖက်လိုက်ပြီးတော့စောင့်လိုက်ရတော့ဝိုင်းစိန်ရဲ့အိမ်ကိုပြန်မနေတော့နဲ့အကိုနဲ့တူတူလိုက်ခဲ့ပါလားမဖြစ်လို့ပေါ့ကိုရဲ့မောင်လေးကလည်းသူ့မိသားစုနဲ့သူဝိုင်းစိန်သာအကိုနောက်ကိုလိုက်လို့ရှင်အမေကတယောက်တည်းကြံနေတော့မှာဝိုင်းစိန်ကအကိုအတွက်ဆိုတိတ်ပြီးတော့တွေးမပေးဘူးအကိုကမတွေးပေးတာပါဝိုင်းစိန်ပြောသားပဲအိမ်မှာလိုက်နေပါလို့လေအဲ့လိုမျိုးတော့လည်းမဖြစ်သေးဘူးလေအကိုကဝိုင်းစိန်ကိုမိသားဘာသာပြီးတောင်းရမ်းချင်တာဝိုင်းစိန်နားလဲပါတယ်ဒါနဲ့ဝိုင်းစိန်အကိုပြောထားတဲ့ကျင့်စဉ်လေးဘာလဲကိုလူအသွေးလူအသားကြီးကိုစားပြီးတော့ကြင့်ခိုင်းအောင်မလို့လားဟုတ်တယ်လေဝိုင်းစိန်ပဲစူးစမ်းမယ်ဆိုဝိုင်းစိန်သိလားအခုပညာတဲ့နှစ်ယောက်ကအနိုင်ကျင့်လိုက်တယ်ဘာပြောတယ်အခုအနိုင်ကျင့်တယ်ဟုတ်လားအခုဘာဖြစ်သွားသေးလဲကိုခန္ဓာကတော့ဘာမှဖြစ်ပါဘူးဒါပေမဲ့အခုရှက်တာသူတို့ရှင်းမှာဒူးထောက်ခဲ့ရတာကိုအခုရှက်တာအခုဘယ်သူတွေကနိုင်ကျင့်တာလဲပြောဝိုင်းစိန်ဆုံးမပေးမယ်ဝိုင်းစိန်လည်းမနိုင်ပါဘူးသူတို့ကိုနိုင်ဖို့ဝိုင်းစိန်ဘယ်လိုလုပ်ရမယ်ဆိုတော့သိပါတယ်ကူလီကူမာများတဲ့ဗညာစကားများကိုဝိုင်းစိန်တယောက်ဘယ်လိုပြောရမယ်မသိဖြစ်လို့နေပါတယ်သူမှချစ်ရတဲ့ဗညာကိုအနိုင်ကျင့်တဲ့သူများကိုလုံးဝမကျင့်တတ်ဘူးသူမမဲ့သူမှမလုပ်လို့တဲ့ကိစ္စကိုလုံးမသာအဲ့ဒီသူများကိုနိုင်မှာဖြစ်တဲ့အခါမှာမိသည့်စကားကိုဆိုရမယ်မသိအောင်ဖြစ်နေမိခြင်းဟာအဲ့ဒီခါမှာဗညာဟာစိတ်မကောင်းတဲ့လေတန်းနဲ့ထားလိုက်ပါအကိုသေးသွားလဲဝိုင်းစိန်တွေပြဿနာတစ်ခုရှင်းတာပေါ့အကိုအဲ့လိုမပြောပါနဲ့ဝိုင်းစိန်အကိုပြောတဲ့အတိုင်းလိုက်နာပါမယ်ဝိုင်းစိန်တကယ်ပြောရနော်တကယ်ပြောတာသူ့ရဲ့အကြံစီထားမြောက်သွား၍ဝမ်းသာသွားတဲ့ဗညာဟာဝိုင်းစိန်ရဲ့ခါအုပ်ကနေဖတ်ထားရကနေဝိုင်းစိန်ရဲ့မျက်နှာချင်းဆိုင်အနေထားကိုသွားပြီးတော့ပခုံးတစ်ဖက်ကိုလက်နဲ့ကင်ထားချိန်သူတို့နဲ့မလန့်မကန့်ကိုစုံမိတောင်များနဲ့အတူ
ပညာတဲ့မျိုးသမီး3ယောက်နဲ့အတူဘိုးထင်တို့ရောက်လာပါတယ်။ဘိုးထင်ဟာသူ့ကိုခေါ်ဆောင်လာတဲ့ပညာတဲ့မျိုးသမီးရဲ့ခါကိုဖတ်ထားတယ်လို့ကျန်တဲ့တာအေးနဲ့ပေတူတို့ဟာလည်းသူ့နီးတူဖြစ်ပါတယ်။သူတို့ဟာရင်ဆိုင်ရမယ်။ပညာကိုအမှုမထားပဲကိုခန္ဓာလွန်စွာလှပတဲ့ပညာတဲ့မျိုးသမီးတို့ရဲ့ခါကိုဖတ်ရ၍ကျင့်နေကြကတာအေးကနေအတန်ခတ်တိုးနဲ့ပြောလိုက်တယ်။ဟာရောက်တာလဲမြန်လိုက်တာကွာတညာလုံးကိုစီးလိုက်ချင်တာတာအေးစကားကိုကြားသွားတဲ့ပညာတဲ့အမျိုးသမီး3ယောက်ကတာအေးကိုမျက်စောင်းတစ်ချက်ထိုးကြည့်လာတယ်။အဲ့လိုပြောမိ၍မျက်စောင်းထိုးခံရတဲ့တာအေးဟာမလုံမလဲအမူအရာနဲ့ကောင်းငင်ပေါ်မှာကြတော့လေလေးတွေတိုက်ပြီးအေးလေးနေလို့ကောင်းလို့ပါမကြီးတို့ရာကျုပ်နှာဘူးမဟုတ်ပါဘူးဗျခမရတို့ကလည်းအဲ့လိုကြီးမကြည့်ပါနဲ့ပညာတဲ့အမျိုးသမီး3ယောက်မှာမိသည့်စကားမှခွန်းတုံမပြန်ပဲဘိုးထင်ကိုသာကြည့်ပြီးတော့စကားဆိုတယ်မောင်လေးတို့အသက်မသေးဘူးဆိုလို့ရှိရင်အမားတို့တောထဲကနေထွက်လာပြီးတော့ပြန်လာခေါ်မယ်တေလို့ရှိရင်တော့အမားတို့ဘာသာပြန်လိုက်မယ်အဆင်ပြေလားပြေပါလေဒါပေမဲ့မီးလေးတော့ထုံးပေးခဲ့အောင်ဘိုးထင်မှာအဲ့လိုပြောလိုက်တဲ့အခါမှာပညာတဲ့အမျိုးသမီးတယောက်ဟာသူ့ရဲ့ခြေထောက်ကတောက်လောင်နေတဲ့မီးတောက်တစ်ချုပ်ကိုလက်နဲ့ဆွဲယူပြီးတော့ဗညားနဲ့ဝိုင်းစိန်တို့ရှိရာမလန်မကန့်ကိုပြစ်လိုက်ပါတယ်အဲ့ဒီခါမှာစုံမီတောက်ရဲ့နီးချင်းအလဲရောင်ဟာပတ်ဝန်းကျင်တစ်ခုလုံးထုံးလင်းသွားနေတယ်ပညာတဲ့အမျိုးသမီး3ယောက်ဟာလည်းဘိုးထင်သားအေးပေတူတို့ကိုထားရစ်ခဲ့ပြီးတော့အဲ့ဒီနေရာကနေစက်ကြိုးစီးပြီးတော့ထွက်သွားတယ်ဝိုင်းစိန်နဲ့ဗညားတို့2ယောက်မှာအံ့ဩနေတဲ့မျက်နှာနဲ့ဘိုးထင်တို့3ယောက်ကိုကြည့်နေကြရင်းနဲ့ဝိုင်းစိန်ကဘိုးထင်ကိုမြင်မြင်လာတယ်ဘိုးထင်နင်တို့ဘယ်လိုလုပ်ပြီးတော့ဒီကိုရောက်လာလဲတမင်လိုက်လာလေအမကြီးစားဘာတူလဲဆိုတာလာကြည့်တာခမည်းဗျာကိုကြီးစားကိုတော်တဲ့တောင်ထဲမှာချိန်ရတယ်လို့တော်တော်မယိုးသားတဲ့သူပဲမတကားကောက်ရိုးပုံမှာချိန်တော်သေးဘိုးထင်ကအဲ့လိုပြောလိုက်တဲ့အခါမှာဗညာဟာဘိုးထင်ကိုမကြင်မနဲ့ဖြစ်နေတဲ့အကြည့်နဲ့ကြည့်လိုက်ပြီးတော့မင်းကဘာကောင်းလဲဒီကိုဘာလာလုပ်တာလဲဘာလာလုပ်ရမှာလဲခမည်းရုံမာတဲ့နီးနဲ့ပညာတွေစုနေဟဲ့ဆိုတာနဲ့ကြုတ်လိုက်လာဘိုးတင်အဲ့လိုပြောလိုက်ချိန်ဗညာဟာအနာကမျက်တချို့ကိုဆွဲနှုတ်ပြီးတော့ဘိုးတင်တန်ကိုပြစ်လိုက်ပါတယ်တေးစမ်းအဲ့လိုပြောပြီးတော့လွှတ်လိုက်တဲ့မျက်ပင်များမှာရုပ်ချီမွေများအဖြစ်ကိုပြောင်းလဲသွားပြီးဘိုးတင်တန်အပြင်းထောင်ပြီးတော့ပြေးဝင်လာပါမယ်လေဘိုးတင်ကလက်ကိုဝေးရမ်းလိုက်တာနဲ့မွေများမှာမျက်များအဖြစ်ကိုပြောင်းပြီးမြေကိုကျသွားလိုက်တယ်ဘိုးတင်ဟာတိုက်ရီမောပြီးတော့အော်ခမည်းပညာအခုလိုနှိမ့်နေလို့ပညာကိုလောဘတကြီးလိုချင်တာကိုတိုက်မွေအတိုက်ကတော့ဟိုးနောက်ကငမြောက်က6ကောင်တွေကိုပဲတိုက်လို့ရမယ်ကျုပ်ကိုတိုက်လို့မရဘူးဘိုးထင်ဟာသူ့နောက်မှာရက်နေတဲ့တာအေးနဲ့ပေတုကိုလက်ညှိုးထိုးပြပြီးတော့အဲ့လိုပြောနေတဲ့ခါမှာပေတုနဲ့တာအေးတို့အတန်တိတ်ဘိုးထင်ကိုဆဲရဲနေကြတယ်အဲ့နောက်ဘိုးထင်ဟာဝိုင်းစိန်ကိုကြည့်ပြီးတော့အမဒီလူကိုဘာကြောင့်ကြိုက်နေရလဲအမတို့မိန်းမတွေကလင်တာယူပြီဆိုရင်အကောင်ဆိုမခွဲခြားတတ်တော့ဘူးဘိုးတင်နေပါစကားပြောရလဲနင်တို့သွားတော့ငါတို့မနှောက်ရှက်နဲ့အမဝိုင်းစိန်ခမရလေမဟူရတေဝီလို့လုံးမလို့လားနင်ဘာလို့ပြောနေရလဲအဲ့ဒါတွေမသိဘူးလားဘာသိရမှာလဲနင်တို့ပြန်တော့မပြန်လို့ရှိရင်ငါနင်တို့နဲ့တိုက်ရလိမ့်မယ်ငါချစ်သူကိုနင်တို့ထိဖို့မစင်းစားနဲ့ဝိုင်းဆိုင်ကအဲ့လိုပြောလိုက်ပြီးဗညာရဲ့ရှေ့မှာကာရက်လေတယ်အဲ့ဒီခါမှာဘိုးတင်ဘယ်လိုလုပ်ရမည်မှန်းကိုမသိဖြစ်နေချိန်ပေတုနဲ့တာအေးကသူ့ကိုစကားလှမ်းဆိုလာလေဘိုးတင်ဟိုကောင်မကြီးကလေသူ့လာခဲ့တဲ့ထင်နေဟာကွာမင်းသူ့ကိုတတ်ဖို့ငွေဘယ်လောက်လက်ခံထားလဲဘိုးတင်ငါရှေ့မှာငွေယူထားတာတော့2000လားမသိဘူးနော်ပေတုနဲ့တာအေးကိုဘိုးတင်တယောက်ချက်ချင်းသဘောမပေါက်ပဲအတန်ကြားတဲ့အခါမှာအတွေးပေါက်သွားပြီးတော့အမဝိုင်းစိန်ခမရောက်အားတော့နာတယ်ဗျကျုပ်ကအောက်လန်းပြင်ညာတယ်ဆိုတော့ကောင်းတာတွေဆိုးတာတွေမတွေးတတ်ဘူးငွေရရင်ပြီးရောဆိုပြီးတော့လက်ခံလိုက်တာဘိုးတင်ရဲ့စကားကြောင့်ဝိုင်းစိန်မမကပညာတယ်ပင်အံ့ဩသွားတယ်အဲ့တော့ဘိုးတင်ဟာဝိုင်းစိန်ကိုတေချာကြည့်ပြီးတော့ခမအိမ်မှာရောက်နေတဲ့မိဖြူကိုလည်းကျုပ်ခေါ်သွားမယ်သူကဈေးကောင်းလေးရနိုင်တယ်ဗျသူကမဟူရဒေဝီဝင်ထားတာဆိုတော့သူ့နှလုံးသားကလည်းဈေးကြီးနေလောက်ဘိုးတင်နင်ကလေးကိုမထိနဲ့အမရဲ့လောကမှာငွေရလွယ်ပြီးတော့ဘယ်ဟာအရေးကြီးသေးလို့လဲကျုပ်ကမိဖြူကိုကဲတင်ခြင်းလို့ကဲနေရထင်လားကျုပ်အကျိုးများအတွက်ကဲပေးနေတာမ
မိဖြူကမဟူရဒေဝေရဲ့ညီမအရင်သူကိုယ်တိုင်ရကိုဝမ်းနည်းဆုံးဆိုတော့သူ့နှလုံးသားစားပြီးအမောင်ပညာကိုကျင့်လိုက်လို့ကတော့ပြိုင်ဆန်ရှားဖြစ်မှာတေးကြတယ်ဗျတော်စမ်းတရိတ်ဆန်ကောင်နေရအောက်လန်းဆိုသလောက်တကယ်အောက်တန်းကျနေရပဲနင့်ကိုစိတ်ထားကောင်းတယ်လို့ထင်ထားတာအလကားပဲဝိုင်းဆိုင်မှာဘိုးထင်ကိုနာကြီးစွာကြည့်ပြီးတော့အဲ့လိုပြောနေချိန်ဗညာမှာဝိုင်းစိန်ကိုကမန်းကနမေးလေဝိုင်းစိန်စီမှာခလေးမလေးတယောက်ရောက်နေရဲ့ဟဟလားဟုတ်တယ်လေဝိုင်းစိန်မိတ်ဆွေစိတ်ကိုယ်မင်ငွေရဲ့မြည်လေးလေအဲ့တော့ဘာလို့မပြောတာလဲဗညာရဲ့စကားကိုဝိုင်းစိန်နားမလဲဖြစ်နေချိန်ဘိုးထင်ကဗညာကိုလှမ်းပြီးတော့စကားဆိုလိုက်လေဟဲ့လူခမရမိဖြူကိုသိလို့လားသိတယ်ဘာလဲမိဖြူကိုလိုချင်လို့လားအဲ့ဒါဆိုရင်ငွေ9000ပေးခမရစီခေါ်ပေးမယ်ခမရပညာနဲ့ကျုပ်တို့စီကလူလို့မရဘူးနော်အဲ့ဒါတော့ခမရသိပါဘိုးထင်ကရုပ်တူနန်းတူအဲ့လိုပြောလိုက်တဲ့အခါမှာဗညာတယောက်ခက်တာစဉ်းစားသွားတယ်မြည်သည့်စကားမှပြန်မပြောတဲ့သူ့ကိုဘိုးထင်ကဆက်ပြီးတော့စကားဆိုပြန်လေတယ်ခမရမှာအဲ့လိုငွေမရှိလို့လားအဲ့ဒါဆိုခမရကြီးစားကိုတတ်ပေးဗျာကျုပ်ဝင်တစ်ထောင်ရှော့ပေးဘယ်လိုလဲကျုပ်ကခမရကြီးစားနဲ့တအားကိုရင်းနေနေတာဆိုတော့တတ်ချင်စိတ်တိတ်မရှိတော့ဗျာဘိုးထင်အဲ့လိုပြောတဲ့အခါမှာဝိုင်းစိန်ဟာအလုံးအင်မတန်ဒေါသထွက်သွားပြီးတော့သူ့ရဲ့လက်ထဲကမီးတောက်လောင်နေတဲ့ကျိုးတချို့ထွက်လာပြီးတော့ဘိုးထင်တို့တိုက်ခိုက်ဖို့ဟန်ပြင်းနေချိန်သူ့ရဲ့နောက်မှာဗညာဟာသူမရဲ့ဦးခေါင်းကိုလက်နဲ့ကုပ်လိုက်ပြီးတော့လေတံအေးအေးနဲ့စကားဆိုလာနေတယ်ဝိုင်းစိန်နင်ကောက်ခွင့်လို့ပဲငါပညာရှင်တွေတက်ဖို့နင့်ပညာစုံတဲ့အချိန်ထိကိုမစောင့်နိုင်တော့အဲ့လိုပြောပြီးသူမကိုတိုက်ခိုက်မယ်ပြောတဲ့အခါမှာဝိုင်းစိန်တယောက်ဘိုးထင်တို့တိုက်ခိုက်ဖို့ပင်တတိမရတော့ပဲမယုံကြည်နိုင်အောင်ဖြစ်နေမိတယ်အဲ့ဒီချိန်ဘိုးထင်ဟာမန်နယ်တစ်ပုတ်ကိုခက်မြမြရွတ်ပြီးတော့လက်ကိုဝေရလိုက်တဲ့အခါမှာဝိုင်းစိန်ရဲ့ဥကောင်းကိုကုတ်ခဲမဲ့ဟန်ပြင်နေတဲ့ဗညာတယောက်ခက်လန်းလန်းကိုလွင့်စင်သွားလေတယ်မထင်မှတ်ထားတဲ့ဖြစ်ပျက်ကြောင့်ဝိုင်းစိန်တယောက်နားမလည်နိုင်ဖြစ်နေချိန်မှာဘိုးထင်ကမာထန်တဲ့လေတန်းနဲ့မြေပြင်မှာတွဲလွဲနေတဲ့ဗညာကိုစကားဆိုလိုက်တယ်ငါမင်းလိုရုပ်မာတဲ့ကောင်များထင်နေလားမင်းလောက်ရုပ်မာတဲ့ကောင်ဒီလောကထဲမှာမရှိသင့်အမဝိုင်းဆိုင်ခမချစ်လာပါကြီးရဲ့ဆိုတဲ့ကောင်ခမဘောဘလို့အသုံးချခြင်းလဲဆိုတာသိပြီလားဒါမှမသိရင်လေခမဒူလို့မနေတော့နဲ့ဘိုးတင်ကဗညာကိုပြောဆိုနေရတဲ့ဝိုင်းဆိုင်ကိုပါအဲ့လိုအော်ပြောလိုက်တယ်အဲ့ဒီခါမှာဝိုင်းဆိုင်ဟာနေရဲလာတဲ့မျက်လုံးများနဲ့ဗညာကိုကြည့်ပြီးတော့လူရုပ်မှာနေရမြငါ့ကိုတတ်ဖို့ကြံ့နေဟုတ်လားငါထင်တော့ထင်တာမိဖြူကိုရောင်းစားမယ်ဆိုတဲ့ကတခုခုလွဲနေတယ်လို့ထင်တာသူတို့ကနေရုပ်မာတာတွေကိုဖော်ကြံလို့အခုလိုလုပ်တာကဲလူရုပ်မှာတေးပြီတော့ဝိုင်းဆိုင်ဟာအဲ့လိုပြောပြီးသူ့ရဲ့လက်မှာမီးတောက်လောင်နေတဲ့ကြိုးနဲ့မြေပြင်မှာလဲနေရကနေအမတ်တရရပ်ဖို့ကြိုးစားနေတဲ့ဗညာထံပြစ်လို့မယ်ပြူတဲ့ခါမှာမလုပ်နဲ့ရက်အဲ့လိုအော်တန်နဲ့အတူမြန်ဆန်လုံးနဲ့အရှိန်နဲ့လူရိတ်တရိတ်ဗညာရဲ့ရှေ့မှာရုတ်တရက်ပေါ်လာပြီးဗညာရဲ့ဥကောင်းကိုလက်နဲ့ကုပ်ပြီးတော့ဇီဝင်ထွေပေးလိုက်တော့တယ်အယုတ်ကျိုးပြက်လဲကျသွားတဲ့ဗညာကိုကြောခိုင်းပြီးဘိုးတင်တို့ဘက်ကိုမျက်နှာလှည့်လာတဲ့ခါမှာဗညာရဲ့အသက်ကိုနှုတ်ယူလိုက်သူမှာစိတ်ကဝေမဲငွေဖြစ်မှန်းသူတို့သိလိုက်ရတယ်အဲ့နောက်ဒေါ်မဲငွေဟာဝိုင်းစိန်ကိုကြည့်ပြီးတော့ဝိုင်းစိန်နေဒီပညာတွေကိုမလိုချင်တော့ဘူးဆိုတာငါသိတယ်နေဒီလူရုပ်မာကိုတတ်လိုက်ရင်နေပညာတွေစွန့်ဖို့ပို့ပြီးတော့ခက်ခဲသွားလိမ့်မယ်ဒေါ်မဲငွေပြောစကားကိုကြားမှဘိုးတင်ဟာဦးကောင်းဝင်ညိပြီးတော့ဟုတ်တယ်အမပညာစွန့်ကနေလို့ရှိရင်လူတက်ဖူးလားမေးတယ်အမတကယ်လို့ပညာစွန့်ခြင်းကျုပ်ထက်လန်းဆရာကြီးတယောက်နဲ့သိတယ်သူ့စီမှာစွန့်လို့ရတယ်ငါပညာတွေကိုပြန်စွန့်မယ်ဘိုးတင်စိတ်ချအမပညာတွေတကယ်စွန့်လို့ရအောင်ကျုပ်ကူညီမယ်အမေကြီးလည်းဘာမှစိတ်မပူနဲ့မိဖြူကိုခုပေးနိုင်မဲ့လူကိုကျုပ်သိတယ်ဘိုးတင်ကဝိုင်းစိန်ကိုစကားဆိုရင်းနဲ့ဒေါ်မဲငွေကိုပါတပါးလေးပြောလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီခါမှာဒေါ်မဲငွေဟာတောင်ဝိတ်ကိုလက်နှစ်ဖက်နဲ့အာယူထောက်ပြီးအဲ့ဒါဆိုရင်တော့အတိုင်းထက်အလွန်ပေါ့ကွယ်မဟူရာကိုထုတ်ပြီးမိမလေးကိုအသက်ဆက်နိုင်လို့ရှင်မကောင်းတဲ့အစီရင်တွေမလုပ်ရတော့ဘူးပေါ့နှုတ်မို့ဆိုရင်မိမလေးရဲ့မျက်နှာမှာငါလိုရုပ်ပြက်ဆင်းပြက်အစီရင်တွေထိုးရမှာ
လူဘဝတစ်ချောင်းလုံးအေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူးစိတ်ချမေကျုပ်တို့နဲ့တည်တဲ့ဆရာကြီးကတိတ်ကိုစွမ်းတာကျုပ်တို့သူ့ကိုလေမရရအောင်ပြင်မယ်ဗျသူတို့စကားပြောနေချိန်ဘိုးတင်တို့ကိုပြန်လဲပို့ဆောင်ပေးမယ်ပညာတဲ့အမျိုးသမီး၃ယောက်တို့ရောက်လာလေသူမတို့ပြန်လဲရောက်လာတာနဲ့ပေတုနဲ့တာအေးဟာဝိုင်းစိန်နဲ့ဒေါ်မယ်ငွေကိုစကားဆိုနေတဲ့ဘိုးတင်ကိုအတင်းဆွဲပြီးတော့ပြန်ကြရတော့အောင်အိမ်ရောက်မှဆက်ပြောကြလေနေစမ်းမှာပြန်ကျင်နေပြီကွာတာအေးနဲ့ပေတုတို့ဟာဘိုးတင်ကိုအတင်းဆွဲပြီးတော့ပညာတဲ့အမျိုးသမီးတယောက်ချင်းစီရဲ့နောက်မှာမတ်တက်ရလိုက်လေမျက်နှာပြုံးပြီးနဲ့သူတို့ရဲ့ရှေ့ကကိုခန္ဓာအချိုးစားလှပတဲ့ပညာတဲ့အမျိုးသမီးတို့ရဲ့ခါကိုဖတ်ပြီးကျင်းနေကြပါလေတော့မောင်နှစန်း audio book channel ကနေပရိသတ်တွေအတွက်ဒီတစ်ခေါက်မှတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူဆရာမောင်တင်ဆန်းရေးသားထားတဲ့အောက်လန်ဘိုးတင်နဲ့ပညာလောဘလို့အမည်ရတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ခေါက်မှာတော့အောက်လန်ဘိုးတင်နဲ့ရှားပုံတော်တို့အမည်ရတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတူပဲတင်ပါတယ်ခင်ဗျပရိသတ်များလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပြီးတော့ဆန္ဒနဲ့ဘဝတွေထပ်တူကြနိုင်ကြပါစေခင်ဗျ